မာနကြီးတယ်ဆိုတော့ကြည်ရတာမြင့်တယ်နော်တရားကြီးဒီမကြီးများအနှစ်မရှိတဲ့ဇဗတ်နှံလို့ဘာအဆံမှမရှိတဲ့ဇဗတ်နှံဟာအင်မတန်ထောင်တာပဲနော်အဲ့ဒီတည်းမှာအနှစ်သာရတွေဆံနေနဲ့ပြည်လာပြီအနှစ်နဲ့ပြည်လာပြီဆိုတော့အဲ့ဒီဇဗတ်နှံလေးကငိုက်ကြသွားတယ်ဒီဥပမာလေးကိုဒကာဓမ္မတို့ဦးဇင်းတို့ငယ်ငယ်လေးတွေကစကြားဖို့တယ်နော်အဲ့လိုပဲလူလောကကြီးမှာအသိပညာတရားတွေခေါင်းမကြတယ်ဥပဝမှာမာနကြီးတွေရှိတယ်လို့မှားမှားယွင်းယွင်းထင်နေတယ်အမှန်မြင်မှုနည်းတဲ့ပုဂ္ဂိုလ်တွေသာလျှင်ထောင်လွှားနိုင်ကြတယ်ဘဝမှာဘာမှမာနကြီးတွေမရှိပါဘူးလို့သိတဲ့လူတွေကဘယ်တော့မှမာနမကြီးဘူးဘာကိုမှီပြီးတော့မာနတွေကြီးကြတာလဲနည်းနည်းလောက်စီစစ်ကြည့်တဲ့ပညာတွေတက်လို့မာနတွေကြီးကြတာလားဘယ်လောက်တက်တာလဲအဲ့ဒီကိုတက်တဲ့အတတ်ပညာဟာကိုယ့်ရဲ့အတွင်းမှာရှိတဲ့စိုးရိမ်မှုတွေပူပန်မှုတွေကိုငြိမ်းသက်နိုင်လောက်တဲ့အထိပညာတွေကြီးပြီလားမကြီးသေးပါဘူးဒုက္ခတွေဖြစ်လာရင်ခါးစီးပြီးတော့ခံကြရတာငိုကြွေးကြရတာစိုးရိမ်ကြရတာထိတ်လန့်နေကြရတာကိုတက်တဲ့အတတ်ပညာတွေကအဲ့ဒီဒုက္ခတွေကိုငြိမ်းသက်နိုင်လောက်အောင်စွမ်းလာကဲရှိလို့မာနကြီးတာလားဘယ်လောက်ရှိတာလဲအဲ့ဒီရှိတာတွေအစဉ်ပြေတာတွေကကိုယ့်ရဲ့တကယ်ပြဿနာတွေကိုတကယ်ဖြေရှင်းပေးနိုင်သလားအပေါ်ရမှာနော်တခါကြီးဒီမိုင်းမြဟုတ်လားခုတခါမှတို့ဦးဇင်းတို့ရဲ့ဘဝမှာတိလို့တက်လို့မာနကြီးတာဆိုရင်ကိုမတိသေးတာကိုမတက်သေးတာတွေအများကြီးရှိတယ်ဆိုတာသဘောပေါက်ရရှိလို့မာနကြီးတယ်ဆိုရင်ကိုမှမရှိသေးတာတွေကိုတွေးပြီးတော့မာနကိုနှိမ့်ချရဇန်တရားတွေနဲ့အေးအေးချမ်းချမ်းနေနိုင်တဲ့အစွမ်းတတ္တိတွေရှိလားမရှိဘူးဉာဏ်တရားတွေနဲ့အေးအေးချမ်းချမ်းနေနိုင်တဲ့အစွမ်းတတ္တိရှိလားမရှိဘူးဘာမှမာနကြီးရမရှိဘူးနော်တကယ်တမ်းတွေးကြည့်မယ်ဆိုရင်ပုထုဇဉ်ဘဝဟာအင်မတန်စိတ်ပြည့်စရာကောင်းတဲ့ဘဝဒါပေမဲ့မာနမကြီးလောက်ဖဲနဲ့မာနကြီးနေကြတာတက်တယ်ရှိတယ်သိတယ်အတိုင်းဝိုင်းကောင်းတယ်အမျိုးမျိုးသောအကြောင်းတရားကိုအမိပြုပြီးတော့မာနတွေကြီးကြတာမာနကြီးတော့ဘာဖြစ်တော့ဆိုအသိဉာဏ်လမ်းတွေပိတ်တယ်ငါသိတယ်ငါတက်တယ်ငါကိုဘယ်သူမှပြောစရာမလိုဘူးဆိုအသိဉာဏ်တွေဝင်ရဝင်ကြောင်းတကားပေါက်တွေကိုအကုန်ပိတ်ထားတာအဲ့ဒီတော့ကိုယ့်ရဲ့အခန်းကညစ်ပတ်နန်းစော်နေရောဘာမှလက်ဆက်မှုမရှိဉာဏ်တွေကိုပိတ်ထားတာဝင်မရအောင်ပိတ်ထားမာနကလေဟုတ်လားပြီးတော့မာနကြီးလာရင်ဘာဖြစ်တော့သေကြတာကလူမုံများတယ်ကိုတမင်းကိုစားနေကြတာနော်အတလူကြီးမှန်ကြီးနဲ့ထောင်းနေရင်ဘေးကလူတွေကသေကြပေါက်မုံစေးစားထားတာပဲဟုတ်လားတခါကြီးမိုက်မြကျမ်းဂန်တွေကဥပမာပေးတယ်ဗျမာနကြီးတဲ့လူကိုမြင်ရရင်စိတ်ပြင်းထန်တဲ့မွေးတဲ့ကောင်ကိုမြင်ရတဲ့ခံစားချက်မျိုးပဲတဲ့ရိုက်တက်ပစ်ခြင်းတယ်ဒီလိုခံစားရတယ်တဲ့အဲ့ဒီတော့ကိုယ့်ကိုပတ်ဝန်းကျင်ကမုန်းတာကိုဘယ်သူလိုချင်ပါသလဲဘယ်သူမှမလိုချင်ဘူးဆိုရင်မာနကိုနှိမ့်ချဖို့မလိုဘူးလားလိုတယ်ဒါကြောင့်မာနကိုနှိမ့်ချတယ်ဆိုတာသူတော်ကောင်းကြီးတို့ရဲ့ဓလေ့ထုံးစံမာနကြီးတယ်ဆိုတာအသိဉာဏ်မရင့်ကျက်သေးတဲ့ပုဂ္ဂိုလ်တို့ရဲ့ဓလေ့ထုံးစံ